လောင်သွားတာအကြောင်းနဲ့မကဘူးလူသားချင်းစာနာမှုတွေပါပြဖြစ်သွားတာမကြသေးခင်ကတိမ်ထဲမှာမဖွဲမရလှုပ်ခဲ့တဲ့အတွေ့အကြုံကြောင့်သာသနာညှိုးနှွမ်းရလေခြင်းသာသနာအတွက်ရင်နာလုံးလို့ဆိုပြီးတော့လူမှုကွန်ရက်တစ်ခုလုံးငိုချင်းချခဲ့ကြတယ်ပွဲလုံးရိုက်ခဲ့ကြတယ်အပြစ်တွေတင်ခဲ့ကြတယ်ဒါမဲ့ဒီနေ့စစ်တပ်ကကတာမြို့ဘုံကြီးကျောင်းကိုဘုံကျဲလို့ဘုံကြီးတစ်ပါးရရဆက်ဆက်တေဆုံးခဲ့ရတာပါဝင်ဘုံကြီးကျောင်းထဲမှာခိုးလုံနေတဲ့အယက်သားပြည်သူ90ကျော်ဘုံကျဲခံရလို့အသက်ပြောက်ခဲ့ရတယ်သာသနိကအဆောက်အုံတွေပျက်စီးသွားတယ်ဒီလိုချိန်မှာတန်ခါးနာယာကဥက္ကဋ္ဌပါဝင်48ပါဆိုသူတွေကတိမ်နဲ့မှုစကူတူလို့သာသနာညှိုးနှမ်းမှတယ်ဆိုပြီးဝိုင်းဝန်းရှုံချခဲ့ကြတဲ့သာသနာအာဇာနည်ကိုမျိုးချစ်မမျိုးချစ်တို့ရောအခုဘယ်ပြောက်ကုန်ကြပြီလဲတန်ခါးနာယာကအဖွဲ့အနေနဲ့လည်းဒီလောက်ရပေါ်တကောမှမပြောပဲစာလေးတစ်စောင်းနာမထုတ်ပဲနှုတ်ဆက်နေနေတာကတမိုင်းတရခန့်ဖြစ်နေပါပြီလူနှစ်ယောက်ရဲ့အကျင့်ပြတ်မှုကိုတော့သာသနာညှိုးနှမ်းတယ်လို့မြင်ပြီးယဟန်ပဝင်လူအများပြားရဲ့အသက်ကိုတက်ဖြတ်တာနဲ့ဘုံကြီးကျောင်းတက်တဲ့ကိုဘုံကျဲတာကြတော့ဘာလို့နှုတ်ဆက်နေကြတာလဲသာသနိကအဆောင်ကစီးပြစ်မှတ်ထဲမှာပါတဲ့မှာလားအသက်တွေထံအုတ်ခဲရီနဲ့စောက်ထားတဲ့တိမ်တမုတ်ထားတဲ့နေရံတွေကိုပဲပို့ပြီးတော့တန်မိုးထားနေကြတာလားပို့ပြီးတော့တန်မိုးရှိနေတာလားကာမဂုဏ်မာရွေးနာကိုသာသနာညှိုးနှမ်းတယ်လို့သတ်မှတ်ပြီးဘာနာတိပါဒကံကိုကြတော့မမြင်ကြအောင်ဆောင်ပေးနေကြတာလားနှုတ်ဆက်နေကြတာကသာသနာကိုစောင့်ရှောက်နေတာလားဒါမှမဟုတ်မတရားမှုကိုအားပေးနေတာလား